SMBS main ကိုကျွန်တော်တိုင်းကြည့်မယ်ပေါ့နော်ဒီ SMBS ဒီ main ကကောင်းလားမကောင်းလားအရင်ဆုံးတိုင်းကြည့်မယ်ဆိုတော့ SMBS main မှာကျွန်တော်အစုံနဲ့ကြည့်မယ်ဆိုရင်အခုဒီ main မှာကဒါအခု3စုံရှိတယ်ပေါ့နော်ဒီမှာတစ်စုံဒီမှာတစ်စုံဒီဘက်မှာ low side ဘက်မှာတစ်စုံ3စုံရှိတယ်ဆိုတော့ကျွန်တော်တို့ကသူ့ရဲ့ဒီဘက်မှာထွက်တဲ့ဒီ coin pin လေးတွေကြည့်ပြီးတော့ကျွန်တော်တို့ကဘယ်နှစုံလဲဆိုတော့ကြည့်လို့ရတယ်ဒီမှာ coin pin လေးတွေရှိတယ်ဒီ coin pin လေးတွေကျွန်တော်တို့ကကြည့်ပြီးတော့ကျွန်တော်တို့ဒါဘယ်နှစုံရှိလဲဆိုတာကျွန်တော်တို့ကကြည့်လို့ရပါတယ်အဲ့တော့အရင်ဆုံးတိုင်းကြည့်ပါမယ်အရင်ဆုံးကျွန်တော်ဒီမှာတစ်ဖက်ကိုစတိုင်းမယ် 1.8 နောက်တစ်ဖက်ကိုထပ်တိုင်းမယ် 2.3 ဆိုတော့ကျွန်တော်ဒီလို coin size ကိုတိုင်းတဲ့နေရာမှာ 0.00 မပြရပါဘူး 0.00 ပြခဲ့မယ်ဆိုရင်ဒီ SMBS ဒီ main တော့၎င်းဒီကျွန်တော် SMBS supply မှာ short တစ်ခုကြာတော့၎င်း short ကြတာဖြစ်ပါတယ်အကယ်လို့ကျွန်တော်အပြင်မှာဒီ main ကိုထုတ်တိုင်းမယ်ဆိုလဲဒီ on scale တိုင်းတော့ဒီသူ့ရဲ့မူလရှိတဲ့ဒီ coin ဖြတ်တဲ့ဒီအပတ်ရဲ့ဒီ on scale တိုင်းတော့ရှိနေရမှာဖြစ်တယ်ဆိုတော့ဒီနောက်ဘက်အချမ်းကိုကျွန်တော်တိုင်းကြည့်မယ် 1.3 เนาะဒါဆိုရင်ဒီ main က okay ရဲ့ဒါကြောင့် low side ဘက်ကိုတိုင်းကြည့်မယ် low side ဘက်မှာလည်း 0.9 ဒါဆိုရင်ဒီ main မှာဒါ short circuit အနေနဲ့တော့မပြဘူး DC ကတန်းတိုတဲ့အပေါ်မှာအလန်းတော့ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ main ကိုလိုက်ကြည့်မယ်ဆိုရင်ဒီဘက်ကကျွန်တော်တို့ဒီမှာ diode နဲ့ကျွန်တော်တို့တိုင်းကြည့်လို့ရတယ်diode နဲ့တိုင်းတာ 0.9 ဆိုတော့ဒါအဝင်ဘက်ဖြစ်တယ်နောက်ဒီဘက်ကျွန်တော်အထွက်ဘက်ကိုတိုင်းမှာဆို 2.3 ဆိုတော့ဒါက drain pin ပေါ့နော်ဒီ IC ကိုခတ်တဲ့ drain pin လို့ကျွန်တော်တို့ဒါကိုပြောလို့ရပါတယ်ဒါအထွက်ဘက်ဖြစ်နေလို့ဒီတိုင်းပဲကျွန်တော်တို့က ground ဘက်ကိုတိုင်းမယ်ဆိုလဲဒါလိုက်တိုင်းရင်ဒီမှာ 0.9 เนาะသူရဲ့ဒီဘက်အထက်ကိုတိုင်းမယ်ဆိုရင် 1.1 ဆိုတော့ 1.1 ဘက်ကပိုများပုံမှာဒီဘက်ဒီ ground အဝင်ဖြစ်ပြီးတော့ဒီဘက်က ground အထွက်ပင်ဖြစ်တယ်ဆိုတာကျွန်တော်တို့ကသိလို့ရပါတယ်ဆိုတော့အခုကျွန်တော်တို့ကဒီဘက်ချမ်းမှာတိုင်းမယ်ဆိုရင်ဒါကဟို short မရှိတဲ့အပေါ်မှာ on scale ကိုပြမယ်เนาะနောက်တစ်ခုကကျွန်တော်တို့ဒီမှာသူ့ရဲ့ capacitor ဒီမှာ diode လေးရှိတယ်เนาะဒီမှာ capacitor ရှိတယ် capacitor ဘက်မှာကျွန်တော်တို့က low side ဘက်မှာဒီ capacitor ထောက်ထားအဆောက်ကျွန်တော်တို့ diode ဖြတ်ပြီးဒီမှာတိုင်းကြည့်မယ်ဆိုရင်ဒီမှာလုံးဝ short မပြရပါဘူးအကယ်လို့အလန်းပေးရဆိုလဲဒီလိုအလန်းပေးမယ်ပေးပြီးအဲ့လိုအလန်းပျောက်သွားပါမယ်အကယ်လို့တောက်လျှောက်အလန်းပေးရဆိုရင်ဒါ low side ဘက်မှာ short ရှိတာဖြစ်ပါတယ်အားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်